တဲ့လူရင်သူမင်းမို့ပြောရင်နီးကလာရေကောင်းငုတ်ထားကြမယ်ဖို့မာစံသူရဲ့ဒိန်ရေရှိရဲ့မင်းတွေပေါ်ကျိုးနဲ့ကြောင်းလုံးရင်ရှင်းပြရဲ့ပြီးမှဘူးလေလို့ဘယ်ကိုနေမှလဲဆုံးဖြတ်တဲ့တိုင်းတော့လာလို့သူရတန်းသွားအောင်နောက်ပဲမျက်နှာကြားဝဲရွှေ့လိုက်တဲ့ပေါ်နေပါစေလေမဆန်လူရဲ့